လုပ်ငန်းတိုင်းမှာတော့လေဟိုအားပေးရလို့ရှိသလိုအားမပေးရသူလည်းရှိမယ်ဒါပေမဲ့အားမပေးခြင်းဆိုကိုဆိုရင်တော့အားမပေးခြင်းတဲ့ကားဆိုမကြည့်တော့ဘူးလေဒါပဲအဲ့လောက်ပဲဒါကြီးကဘဝမဟုတ်ရုပ်ရှင်ကအမှန်မှမဟုတ်တာရုပ်ရှင်ထဲမှာမကောင်းတဲ့မိန်းမလုပ်တဲ့လူအပြင်မှာမကောင်းတဲ့မိန်းမဟုတ်တာမင်းသမီးတွေဆိုလဲရိုက်ကြပဲလေဒါ तू မကောင်းတဲ့မိန်းမဖြစ်သွားမှာ तू တရုပ်ရှင်ဆိုတာကစင်အောင်လုပ်ရတာထူအောင်လုပ်ရတာလေအမှန်မဟုတ်တရုပ်ဆောင်အဲ့တရုပ်ဆောင်တာတရုပ်ဆောင်တာလိုပဲပေါ့ဟုတ်အမှန်တရားတစ်ခုပေါ့ right တစ်ခုပေါ့နော်စကားကြီးပြောရမဟုတ်ဘူးမကြိုက်တာလည်းမကြိုက်ခွင့်ရှိသလိုနှုတ်တာလည်းလုပ်ခွင့်ရှိရပဲလေလုပ်ငန်းတိုင်းမှာတော့လေဟိုအားပေးရလို့ရှိသလိုအားမပေးရသူလည်းရှိမယ်ဒါပေမဲ့အားမပေးခြင်းဆိုကိုဆိုရင်တော့အားမပေးခြင်းတဲ့ကားဆိုမကြည့်တော့ဘူးလေဒါပဲအဲ့လောက်ပဲဒါကြီးကဘဝမဟုတ်ဟိုအားမပေးခြင်းဆိုမကြည့်ဘူး Facebook သုံးသလိုမျိုးပဲမကြည့်ချင်ကြော်သွားလိုက်တယ်မကြရင်ဘလော့ချလိုက်တယ်ဒါလောက်ပဲဒါကြီးကဟိုပြောနေဆိုနေပြီးရင်ထဲထိတည်သွားမှမဟုတ်တာပြီးရင်ဒါရုပ်ရှင်ဆိုလဲရုပ်ရှင်ထဲမှာတရေကအပြင်မှာဒီမှာပါးလူလည်းတရေမှမဟုတ်တာရုပ်ရှင်လေ entertainment တစ်ခုအနေနဲ့ကြည်လိုက်ကိုမကြည့်ချင်မကြည့်နဲ့ကြိုက်တယ်ဆိုဆက်အားပေးပေါ့နော်ဒါရုပ်ရှင်ဆိုတာသူ့လည်းဒါကြိုက်လို့လာကြည့်ရလေကိုကကြိုက်တယ်ကြိုက်တဲ့လူကကြိုက်ခွင့်ရှိလို့မကြိုက်တဲ့လူလည်းမကြိုက်ခွင့်ရှိတယ်ဟိုဒါကြီးကမှဟိုရုပ်ရှင်ကအမှန်မှမဟုတ်တာရုပ်ရှင်ထဲမှာမကောင်းတဲ့မိန်းမလုပ်တဲ့လူအပြင်မှာမကောင်းတဲ့မိန်းမဟုတ်တာမင်းသမီးတွေဆိုလဲရိုက်ကြပဲလေဒါ तू မကောင်းတဲ့မိန်းမဖြစ်သွားမှာ तू တရုပ်ရှင်ဆိုတာကစင်အောင်လုပ်ရတာထူအောင်လုပ်ရတာလေအမှန်မဟုတ်တရုပ်ဆောင်အဲ့တရုပ်ဆောင်တာတရုပ်ဆောင်တာလိုပဲပေါ့ဟုတ်အဲ့ဘာမှမဖြစ်ဘူးဟိုMr. Bean ကကြည့်ဘူးလားမသိဘူး Johnny English တို့ပါတော့လေဝါသနာပိုင်ကြည့်ပါအဲ့လိုမျိုးကားကြီးဆိုလို့ရှိရင်လည်းသူဆိုလှုပ်ချင်တာကြီးလှုပ်တာပဲနောက်ဆိုအင်္ဂလန်ပြည်မှာယူလဲသူမျိုးစုံတွေနှောက်တာပဲဒါကြီးဆိုဘာမှမပြောတာเนาะဟိုအဓိကတော့ဟာတာလို့မြင်လိုက်ရင်ပြောဖို့ကောင်းတယ်ဘယ်လောက်ပဲဘာမှမရှိဘူးဟုတ်တယ်ကိုလုံးဆရာရှိရဲ့အလုပ်ကကိုလုံးရမှာပဲလေကိုမလုံးလဲဘာမှမဖြစ်ဘူးကိုလုံးလဲဘာမှမဖြစ်ဘူးဒါကြီးကဝါသနာရခုနပြောသလိုမိတ်ကပ်ကကိုထမင်းကျွေးတာဒါကဝါသနာပါလို့လုပ်တာမလုပ်လဲဘာမှဖြစ်ဘူးလုပ်လဲဘာမှမဖြစ်ဒါပေမဲ့ဝါသနာပါလို့လုပ်နေမှာပဲသူရေးထားရလေဝါသနာပါတဲ့အတွက်ကိုလုပ်ငန်းတစ်ခုကတော့လုပ်နေမှာပါပဲဟုတ်အမှန်တရားတစ်ခုပေါ့ right တစ်ခုပေါ့နော်စကားကြီးပြောရမဟုတ်ဘူးမကြိုက်တာလည်းမကြိုက်ခွင့်ရှိသလိုနှုတ်တာလည်းလုပ်ခွင့်ရှိရပဲလေလူတိုင်းမှာတော့အဲ့တော့ဘယ်သူမှအပြစ်မပြောဘူးကြိုက်ပါလို့လည်းမပြောမကြိုက်ပါလို့လည်းပြောချစ်တဲ့သူရှိသလိုမုန်းတဲ့သူလည်းရှိနေမှာပဲတရားရာခိုင်နှုန်းလောက်အကုန်ကြိုက်နေမှာတော့ကျမတို့လည်းနားရဲမရှိမိတ်ကပ်မလဲရပဲရုပ်ရှင်ပဲရိုက်နေရမှာပေါ့ဟုတ်တယ်မလားအဲ့တော့လေကိုကဝါသနာပါလို့ဝင်လောက်တာလေကိုရဲဒါအဓိကအသက်မွေးအကြောင်းလည်းမဟုတ်ဒါပေမဲ့အသက်မွေးအကြောင်းမဟုတ်ဘူးဆိုရင်လည်းကိုလည်းထိုက်တဲ့အမှုပညာချင်းနဲ့တော့တရုပ်ဆောင်ထားလေအဲ့တော့ကျတော့ဒါမစော်ကားပါဘူးဟိုကိုလည်းကိုကြိုက်တာကိုလုပ်တာပဲဖြစ်တယ်တော့ဘာဖြစ်အခုတကူကသူများလာပေးရင်ကိုယူထားရင်ကိုပူမှာပေါ့လေကိုမပူကိုမယူကိုမပူဘူးပေါ့ဘာဖြစ်လို့လဲဆိုတော့ဒါကြီးကခုနပြောသလိုပေါ့ရုပ်ရှင်ကြည့်ရခုဒီတရေကကြည့်ပြန်လိုက်ကျမဘောရတရေ6ခံနေရမှာမဟုတ်တာတရေကမှခုကြည့်တယ်အခုညနေ6နိုင်မှတင်တယ်ည7နိုင်မှကြည့်ပြီဒါက7နိုင်မှဘဝတွေကပြီးသွားပြီလေကြည့်တဲ့အချိန်မှာတော့ဟာ6တော့မှလားမ6သေးဘူးလားဘာဖြစ်နေဦးမှလဲဆိုတော့ဒီတက်မှတ်မှုရှိရလေအဲ့ရနေပြန်သွားပြီဆိုဘာတက်မှတ်မှုမှမရှိကိုယ့်ရင်ကိုပြန်ကိုလို့ကိုဘဝလည်းကိုပြန်ရောက်သွားပြီလေဒီအတွက်ဖြစ်တဲ့အတွက်ဒါကြီးကဘဝမဟုတ်တော့ဒါ character တစ်ခုက character တစ်ခုလိုပဲမြင်စီစနေလို့ရတော့ဒီတရုပ်ဆောင်တယ်ဆိုတာတရုပ်ဆောင်တာလေဖြစ်ရမှန်လို့ရေးထားမှာဒါဖြစ်ရမှန်လို့မှမပါတရုပ်ဆောင်တာလေတရုပ်ဆောင်တာတရုပ်ဆောင်တာလို့မြင်လိုက်ဖြစ်ရမှန်ဆိုဖြစ်ရမှန်လို့မြင်လိုက်ဖြစ်ရမှန်ဆိုရင်တော့လွဲလို့မရအောင်တမိုင်းကိုရိုက်တာလားဖြစ်ရမှန်ကိုရိုက်တာလားအဲ့ဆိုတော့မလွဲနဲ့ဒီမလွဲရိုက်ရမှာဟုတ်တယ်နော်တမိုင်းဆိုတော့မှရှိရတမိုင်းမှာအနိုင်ရတဲ့လူကပဲကိုတမိုင်းဖြစ်တာလေစစ်ရှုံးတဲ့လူကတမိုင်းမှာအမှန်မရှိဘူးအဲ့လိုမျိုးဆိုတော့လေအဲ့တော့တမိုင်းကားဆိုရင်တော့တမိုင်းကားပေါ့ဒါတွေကဖြစ်ရမှန်စကားမဟုတ်ဇလန်းရတဲ့ entertainment ဖျော်ဖြေရေးတစ်ခုအနေနဲ့ကြည့်ရင်တော့ဖျော်ဖြေရေးပါပဲဟုတ်